ဒီဟင်းလေးကတော့ထိုင်းစတိုင်အထောင်းလေးကိုဘယ်လိုလုပ်တလဲဆိုတော့လေမြင့်ကြီးကစားလို့ရအောင်လေးလေးပင်ပင်အဲ့လိုမျိုးအငန်းနေအချိုလေးလေးလေးပင်ပင်မထည့်ဘဲနဲ့ပေါ့ပေါ့ပါပါစတိုင်လေးနဲ့ထောင်းထားပါတယ်ဒါကတော့ထောင်းတဲ့ထဲကိုထည့်မဲ့အစာပလာလေးတွေပဲဖြစ်ပါတယ်ပြီးပြီဆိုရင်ငရုတ်သီးမဲ့အချောက်ထည့်ရမယ့်အစားငရုတ်သီးစိမ်းသုံးထားတယ်ပေါ့နော်ပြီးဆိုစားလေးရဲ့အချုံမုံနည်းနည်းလေးရဲ့ပြီးရင်တံပြာသီးပြီးပြီဆိုရင်ငပိရည်အနှဲငယ်ရည်ထည့်ပြီးထောင်းပါတယ်တကယ်လေးလေးပင်ပင်ဆိုငပိရည်များများနဲ့တကြားများများနဲ့အဲ့လိုထောင်းဆိုင်တော့ရှယ်ကောင်းတာပေါ့ရှင်ဒါပေမဲ့မြင့်ကြီးကတိတ်မတဲ့တော့မြင့်ကြီးစားလို့ရတဲ့နီးလေးကိုထောင်းထားတာပါနော်ပါထောင်းပါလဲဆိုတော့ပဇွန်တောင်းလေးပဲဖြစ်ပါတယ်ပဇွန်ကိုတော့အစင်သင့်ပြုတ်ထားတဲ့ပဇွန်လေးပါပြီးပြီဆိုရင်အားလုံးအရသာနီးပြီးတော့နည်းနည်းမင်းလေးအုပ်ပြီးတော့ရသွားပါပြီเนาะရှယ်စားကောင်းပါတယ် breakfast အနေနဲ့လဲစားလို့ရသလို dinner အနေနဲ့တစ်ခုတည်းလဲစားလို့ရပါတယ်မြင့်ကြီးကတော့နေ့လယ်စာကိုလှုပ်စားထားတာပေါ့เนาะအရန်စားကောင်းပါတယ်ရှင်ထောင်းစားကြည့်ကြပါเนาะပဇွန်တောင်းလေးပါ